စာအုပ်ကြီးရွာမှာတော့ကြက်ဥတလုံးတရားနဲ့မရတော့ဘူးနင်တို့ထိုင်းမှာရောဘလောက်ဖြစ်နေငါတတိယလိုက်တာစာအုပ်ကြီးနင့်ကိုတတိယတဲ့အချိန်တိုင်းဆွေးသရှင်လေးတစ်ဖုတ်ကိုဖွင့်ပြီးကော်ဖီလေးတောက်ရင်နင့်ကိုထိုင်လွမ်းချင်ပေမဲ့ကော်ဖီတစ်ထုပ်ကို600ဖြစ်သွားပြီလေဟာငါဝယ်မတော့နိုင်တော့ဘူးစာအုပ်ခုလောက်ဆိုရင်နင်ကတော့ထိုင်းမှာကြက်ဥနဲ့မာမားတွေနေတိုင်းစားပြီးတသွေးတမွေးအလှကြီးလှနေလောက်ရောပေါ့ရွာမှာတော့ကုန်စည်နှုန်းတွေတက်လို့ရှင်မောင်ရွက်ကမပါရင်မပြီးဘင်းမဖြစ်ဘူးရဲ့လို့နေတိုင်းရှင်မောင်ရွက်တွေပဲစားနေရလို့ငင်ရှိတဲ့ထိုင်းကိုလိုက်လာရှင်လိုက်တာဟာဒါပေမဲ့ဒီရင်ဖို့မတက်နိုင်သေးဘူးနင်လဲကျမ်းမာရေးကိုယူဆိုင်အောင်တော့နင့်အမေအတွက်တော့စိတ်ချပါရွာမှာအကျွေးတွေတင်လို့ရှိတဲ့အိမ်နဲ့ရှံကိုပေါင်ပြီးနင်ထိုင်းကိုတက်သွားကြတဲ့ကရွာမှာရှိတဲ့အကျွေးရောနင်ထိုင်းကိုတက်လို့တင်တဲ့အကျွေးပါနှစ်ခုပေါင်းပြီးဆက်နေရလို့နင့်အမေလေခေါင်းမွေးပြောင်နေအခုတော့ရွာဦးကဘုန်းတော်ကြီးကြောင်းတီလာရှင်ကိုသွားပါပြီစာဦးကြီး Hello. Hola, Carlos. စာအုပ်ကြီးရွာမှာတော့ကြက်ဥတလုံးတရားနဲ့မရတော့ဘူးနင်တို့ထိုင်းမှာရောဘလောက်ဖြစ်နေငါတတိယလိုက်တာစာအုပ်ကြီးနင့်ကိုတတိယတဲ့အချိန်တိုင်းဆွေးသရှင်လေးတစ်ဖုတ်ကိုဖွင့်ပြီးကော်ဖီလေးတောက်ရင်နင့်ကိုထိုင်လွမ်းချင်ပေမဲ့ကော်ဖီတစ်ထုပ်ကို600ဖြစ်သွားပြီလေဟာငါဝယ်မတော့နိုင်တော့ဘူးစာအုပ်ခုလောက်ဆိုရင်နင်ကတော့ထိုင်းမှာကြက်ဥနဲ့မာမားတွေနေတိုင်းစားပြီးတသွေးတမွေးအလှကြီးလှနေလောက်ရောပေါ့ရွာမှာတော့